သူကောင်းကောင်းမကောင်းကောင်းကိုယ်နဲ့ဆိုင်တယ်ကိုကောင်းအောင်လုပ်မယ်ဆိုစိတ်တက်ကိုထားရသော်ဘုရားဟောတဲ့သံလေခသုတ်တံမှာအဲ့ဒီတိုင်းရသော်ဘုရားသူကောင်းကောင်းမကောင်းကောင်းငါကောင်းမယ်သူမကောင်းတာနဲ့ငါလည်းဘာမှမဆိုင်ခုခေတ်လူတွေကတော့အဲ့လိုမဟုတ်ဘူးနော်မင်းကောင်းရင်ငါမစိုးပါမင်းစိုးလို့ငါစိုးတယ်ပေါ့အသေးပဲနော်ပြီးတော့ချိန်ချောက်တဲ့စကားလေးကပါသေးတယ်တီးခံတယ်ဆိုတာအတိုင်းတာရှိတယ်နော်တဲ့အကုန်တီးမခံဘူးဆိုတဲ့အဓိပ္ပာယ်ချိန်ချောက်လိုက်ကြည့်တယ်နော်တော့အဲ့ဒါတွေကမှန်ကန်မှုမရှိဘူးမှန်ကန်မှုမရှိဘူးတီးခံတယ်ဆိုတာငါအတိုင်းတာမထားဘူးဒီလိုပြောမှပဲပို့ပြီးတဘာဝကြတီးခံတယ်ဆိုတဲ့သဘောမှန်မှာအကန့်အသတ်မထားဘူးခံမှာပဲတီးခံမှာပဲဒီလိုထားရတာမင်းကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေငါကောင်းမယ်ဆိုတဲ့စိတ်ဓာတ်ကိုမြင်ပြီးပါဒီလိုဖြစ်ရ